ကျမရဲ့မင်္ဂလာဆောင်နေ့မှာကျမရဲ့အမျိုးသားကတခြားမိန်းကလေးတယောက်ကိုကယ်ဖို့ရေကန်နဲ့ခုန်ဆင်းသွားခဲ့တယ်။အဲ့တဲ့အားလုံးရဲ့အကြည့်တွေကကျမစီမှာအလားတဲ့အကြည့်တွေထက်လောင်ပြောင်ခြင်းတဲ့အကြည့်တွေကပိုများနေပြီးကျမဟာပြလုံးတစ်ခုလိုဖြစ်နေခဲ့ရတယ်။ခမ်းမထဲမှာတယောက်တည်းရက်နေခဲ့တာ3 နာရီတောင်ကြာသွားခဲ့ပြီ။မင်္ဂလာဖျောင်းတိုင်ကြီးလေးတွေတောင်ကုန်ခါနီးနေပြီပေါ့။အဲ့ဒီအချိန်မှာပဲကျမဖေရောက်လာခဲ့တယ်။ကျမစီတဲတဲလျှောက်လာပြီးမင်္ဂလာမျက်နှာဖုံးစလေးကိုမပေးရင်ပြောလိုက်တာကသမီးလေးအိမ်ပြန်ကြရအောင်အဖေနဲ့လိုက်ခဲ့တော့တဲ့အဲ့ဒီနောက်မှာချိတ်ချိတ်တဲ့ဆင်နွှဲခဲ့တဲ့မင်္ဂလာစီတန်းတဲ့လယ်မှုကြီးကလာခဲ့တဲ့လမ်းတိုင်းအိမ်ကိုပြန်လှည့်သွားခဲ့ရတယ်။အဲ့ဒီညမှာပဲစစ်သူကြီးရှောင်းချင်းတကူလုံးရေဆူရွှဲပြီးပြန်ရောက်လာတယ်။၆ခက်နေတဲ့မင်္ဂလာခမ်းမကိုကြည့်ပြီးအခြေအနေကိုသူနားလည်သွားပြီလေ။သူဟာအိမ်ရှိမှာတညလုံးဒူးထောက်တောင်းပန်နေခဲ့တာဒူးကောင်းတွေပုံပဲကုန်တဲ့အထိပဲ။ဒါပေမဲ့အဖေကတော့စကားတစ်ခုပဲပြောခဲ့တယ်။နတ်သမီးကိုလက်ထပ်ချင်သေးတယ်ဆိုရင်နောက်ဘဝမှာပဲပြန်လာခဲ့တော့မင်္ဂလာခမ်းမထဲမှာတယောက်တည်းကြံခဲ့စဉ်ကခေါင်းပေါ်ကရွှေကြီးထိုးမင်္ဂလာဘဝကအရန်ကိုလေးလံလုံးနေခဲ့တယ်။လူတွေရဲ့အတင်းဖြစ်ပြောတဲ့တွေကလည်းရင်ကောင်းတွေဝိုင်းအောင်နေတယ်လို့နားထဲမှာပဲ့တင်ထက်လို့တို့သားကမင်္ဂလာပွဲကိုပြစ်ထားခဲ့တာလေလား။ပညာရှိကြီးရဲ့မိသားစုတော့အဆက်ကွဲပြီ။မြို့တစ်ပတ်လှည့်ပြီးကျင်းပတဲ့မင်္ဂလာပွဲကြီးကအခုတော့ဟာတာဖြစ်သွားပြီပေါ့။လွန်ခဲ့တဲ့တနာရီကကျမတို့နှစ်ယောက်သစ္စာပြုလုပ်တဲ့အချိန်မှာလူရန်ရည်ထဲပြုတ်ကျသွားပြီဆိုတဲ့အတန်ကြောင့်သူကျမကိုဒီတိုင်းပြစ်ထားခဲ့တာ။ကျမရဲ့အပျော်ဆုံးနေ့ဖြစ်ရမယ့်အစားတစ်ခုလုံးဖုန်ကျင်သွားတဲ့အထိနာကျင်ခဲ့ရတဲ့နေ့တစ်နေ့ဖြစ်သွားခဲ့ရတယ်။ရှောင်းချင်းမှာငယ်တငယ်ချင်းတယောက်ရှိတယ်။သူ့နာမည်ကလူရန်နဲ့သူကအမြဲတမ်းအဖြူရောင်ဝတ်စုံလေးတွေကိုပဲဝတ်တက်ပြီးလေတိုက်ရင်တော့လဲကြတော့မလို့လွင့်လောင်းလုံးနဲ့မိန်းကလေးမျိုးပေါ့။ဒါပေမဲ့ရှောင်းချင်းအပြင်ကိုပြေးမထွက်သွားခင်မှာပဲကျမရဲ့မျက်နှာဖုံးပူဝါလေးတွေကနေသူမကိုအထင်ကမြင်လိုက်ရတယ်။သူမကလူအုပ်ကြီးရဲ့ထောက်တနေရာမှာရက်နေပြီးစူညံတန်တွေကြားထဲကနေကျမကိုတက်တက်ကြီးစိုက်ကြည့်နေကြတာ။သူမမျက်လုံးထဲမှာအေးဆက်ပြီးငြိမ်သက်နေတဲ့ရန်စမှုတွေပဲရှိတယ်။ပြီးတော့မှသူမကနောက်ဖေးဝင်းဘက်ကိုလှည့်ထွက်သွားပြီးရေထဲကျသွားပြီဆိုတဲ့သတင်းကရောက်လာတော့တာပဲ။အဲ့တဲ့တွေကတော့အတင်းပြောနေကြပြီးကျမတို့ကိုပွဲကြီးပြိတက်လို့ထိုင်ကြည့်နေကြတော့တယ်။ဒီအခြေအနေကိုကြည့်ပြီးရှောင်းချင်းရဲ့အမေကျမရဲ့ရောက်ခမလောင်းကကျမကိုဒေါသတကြီးအော်ဟစ်ပါတော့တယ်။နင်ကအထက်တန်းလောက်ကမိန်းကလေးတယောက်ပဲ။အဲ့ဒီတော့အပြောဆိုအနေထိုင်ဆင်ခြင်စမ်းလူရန်ကငငယ်လေးကလေးကကျမရေးမကောင်းဘူး။သူကနေတို့မင်္ဂလာပွဲကိုဂုဏ်ပြုဖို့အဝေးကြီးကနေလာခဲ့တာ။အခုလိုဖြစ်သွားတော့ရှောင်းချင်းသူ့ကိုသွားခဲ့တာဘာမှမပါဘူး။နင်ကဘာလို့ဒီတိုင်းကြီးရက်နေတာလဲ။ကြည့်ရတာအရန်ရည်စရာကောင်းနေပြီတဲ့။အဲ့ဒီအချိန်ကျမရဲ့လက်ချောင်းထဲမှာမီးခဲတွေတဆူနေတယ်လို့ပဲစကားတစ်ခုမှထွက်မလာခဲ့ဘူး။ကျမကိုအမူအရာဆင်ခြင်မှာဟုတ်လား။ကိုမင်္ဂလာပွဲမှာကို့အမျိုးသားကတခြားမိန်းကလေးတယောက်အတွက်ပြစ်ချသွားတာကိုကျမကဘာမှမဖြစ်တယ်လို့နေရမယ်လေလား။သူကတခြားတယောက်အတွက်အသက်အန္တရာယ်ကြားတဲ့ခုန်ဆင်းသွားချိန်မှာကျမကတော့မင်္ဂလာမျက်နှာဖုံးကြီးစွပ်ပြီးလူတွေရဲ့ကဲရဲ့လောင်ပြောင်တဲ့အကြည့်တွေကိုအယူတယောက်လိုခံယူနေခဲ့ရတာ။ပြီးတော့အခုကျမကပဲကိုမျက်နှာဖုံးကိုကိုယ်တိုင်လမ်းပြီးအရှက်မရှိပြုံးပြနေရမှာလား။ရောက်ခမဖြစ်သူရဲ့စကားတန်တွေကနားထဲမှာစူးနေလုံးပဲ။ဘာကိုစောင့်နေတာလဲ။လူရှောင်းပြန်လာပြီးမင်းရဲ့မျက်နှာဖုံးလာလံပေးမှာကိုစောင့်နေတာလား။အဲ့ဒီပညာရှိကြီးရဲ့တမီးဆိုတဲ့မမနာတွေကိုလွှတ်ချလိုက်စမ်း။ဒီအိမ်ထဲခြေချပြီးတာနဲ့ငါတို့အိမ်ရဲ့စီကံအတိုင်းပဲနေရမယ်တဲ့အဖေကကျမကို18နှလုံးလုံးအိမ်တွေရှိဖို့စီကံရှိဖို့တင်ပေးခဲ့တာပါ။ဒါပေမဲ့ကျမရဲ့မင်္ဂလာပွဲနေ့မှာတော့အဲ့ဒီဂုဏ်သိက္ခာတွေအားလုံးကိုအဆိုးအဆုံးနည်းနဲ့အဖြစ်စီခံလိုက်ရပြီ။ဖျောင်းနိုင်တွေကခုန်ခါနေပြီ။ဧည့်သည်တဝက်ကျော်ကပြန်ကုန်ကြပြီ။ကြံနေတဲ့သူတွေကလည်းဒီပြဆက်ကြီးဘလို့စသိမ်းမလဲဆိုတာကိုလောင်ကြည့်ကြည့်ဖို့စောင့်နေကြတာ။ရက်ခမကြီးကတော့အတုံးမကျတဲ့ဟာလို့တခုံပြောပြီးအနားယူဖို့အထဲဝင်သွားလေတဲ့အဆောင်ရောင်တွေပြည့်နေနေတဲ့ဒီမင်္ဂလာခမ်းမကြီးထဲမှာကျမဟာတယောက်တည်းအဆက်တကွဲရက်နေခဲ့ရတယ်။ကျမရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးပြိုလဲတော့မဲ့အချိန်မှာပဲခမ်းမဝက်စီကနေအလင်းရောင်နဲ့အတူလူတစ်ယောက်ဝင်လာခဲ့တယ်။ဘယ်သူမှရှင်လို့မရတဲ့အချိန်အဝါမျိုးနဲ့အဲ့ဒါကျမဖေပညာရှိကြီးကြည့်ဟုံပါပဲ။အဖေဝင်လာတာနဲ့တခါလုံးတိတ်ဆိတ်သွားလိုက်တာလူတိုင်းကအသက်ရှူကိုတောင်မေ့နေကြပုံပဲ။ဖေကတမီးဖြစ်သူကိုစူမလားဒါမှမဟုတ်စစ်သူကြီးမိသားစုရဲ့မျက်နှာကိုထောက်ပြီးဒီတိုင်းပဲညှိနှိုင်းပေးမလားဆိုတာကိုအားလုံးကစောင့်ကြည့်နေကြတယ်။ဒါပေမဲ့အဖေကဘယ်သူ့ကိုမှစကားမပြောဘူး။ကျမစီကိုတက်တက်လျှောက်လာပြီးတုံရီနေတဲ့လက်လေးနဲ့ကျမရဲ့မင်္ဂလာမျက်နှာဖုံးကြီးကိုအသာရလှမ်းပေးလိုက်တယ်။အဲ့ဒီမျက်နှာဖုံးပွင့်သွားတဲ့အချိန်မှာပဲ3 နာရီလုံးလုံးအောက်ထားခဲ့တဲ့မျက်ရည်တွေဟာတားမရစီမရပောက်ကွဲထွက်ကြလာပါတော့တယ်။အဖေရဲ့မျက်ဝန်းတွေထဲမှာကျမကိုအပြစ်တင်တာမျိုးဒါမှမဟုတ်စိတ်ပြတ်တာမျိုးလုံးဝမရှိခဲ့ဘူး။အဲ့ဒီအစားလက်ဆိုင်တဲ့ဂယုဏနဲ့မေတ္တာတွေပဲရှိနေခဲ့တယ်။အဖေကခတ်တိုးတိုးပဲပြောတယ်။သမီးလေးအိမ်ပြန်ရအောင်နဲ့ဒီစကားတခုံးပဲပြောပြီးအဖေကသူနဲ့အတူပါလာတဲ့အိမ်တော်ထင်းရဲမက်တွေကိုအမိန့်ပေးလိုက်တယ်။နတ်သမီးရဲ့မင်္ဂလာတင်တောင်းပစ္စည်းမှန်သမျှတခုမကြံအိမ်ကိုပြန်တည်သွားကြစမ်း။ချက်ချင်းပဲမင်္ဂလာအထိမ်းမှတ်စာတမ်းတွေကတ်ထားတဲ့အနီရောင်ပြစ်တာကြီးတွေတစ်ခုပြီးတစ်ခုခမ်းမထဲကနေထွက်ခွာသွားတော့တယ်။ဧည့်သည်တွေအားလုံးမြင့်တက်ပြီးကြည့်နေကြရုံကလွယ်လို့ဘာမှမတတ်နိုင်ခဲ့ဘူး။ဒါဟာအချက်ရနေတာကိုဖုံးကွယ်ဖို့ကြိုးစားတာမဟုတ်ပဲဒီမင်္ဂလာပွဲကိုအဖေကိုယ်တိုင်ဖြစ်စီပစ်လိုက်တာပါ။တမျိုးလုံးကိုကြီးညာလိုက်တာကကြီးမိသားစုရဲ့သမီးတော်ဟာဒီအိမ်တော်ရေးကိုဆွန့်လွတ်လိုက်ပြီဆိုတာကိုပေါ့။ကျမအဖေနောက်ကိုတလန့်ချင်းလိုက်ခဲ့တယ်။အိမ်တော်ရဲ့တကားဝကိုကြော်လိုက်တာနဲ့ကျမရဲ့ကြောပြင်ကပြန်ပြီးမှတ်သွားခဲ့ပြီ။လေပြေကမျက်ရည်တွေကိုတုပ်ပေးသွားသလိုရှောင်းချင်းအပေါ်ထားခဲ့တဲ့မျောလင်းချက်တွေလည်းလွင့်ပါသွားခဲ့ပါပြီ။မြို့မြောက်ပိုင်းကနေတောင်ပိုင်းအထိတွေ့တန်းနေတဲ့အနီရောင်စီတန်းလဲတဲ့မှုကြီးဟာညနေခင်းကောင်းကင်အောက်မှာတွေးရစီနေတဲ့ဒဏ်ရာကြီးတစ်ခုလိုပါပဲ။အိမ်ကိုပြန်ရောက်တော့အမောင်တူကကြီးစိုးနေပြီ။စေကန်တွေအားလုံးကလည်းတိတ်ဆိတ်လို့အဖေကကျမကိုအခန်းထဲအထိကိုယ်တိုင်လိုက်ပို့ပေးခဲ့တယ်။ကျမအခန်းလေးကမနက်ကထွက်သွားစဉ်ကအတိုင်းမပြောင်းလဲရှိနေတော့မယ်။တမျိုးလုံးကိုလှုပ်ခတ်သွားစေတဲ့ဒီမင်္ဂလာပွဲကြီးကအိမ်မဆူတစ်ခုလိုပါပဲလား။အဖေကကျမအတွက်လက်ဖက်ရည်ပူပူလေးတစ်ခွက်ငှက်ပေးတယ်။ကျမတငုံချင်းတောက်နေတာကိုကြည့်ရင်အဖေကအေးဆေးဆေးပဲပြောတယ်။ဒီနေ့ကိစ္စကိုစိတ်ထဲမထားနဲ့သမီး။ဒါတွေအားလုံးကသမီးပြစ်မဟုတ်ဘူးတဲ့။ကျမလက်ဖက်ရည်ခွက်ကိုချစ်ချစ်ပါအောင်စုပ်ကန်ရင်ကောင်းခါလိုက်မိတယ်။အဖေသမီးဘာမှမမခဲ့ဘူးဆိုတာသိပါတယ်။ဒါပေမဲ့အခုတော့သမီးကတမျိုးလုံးရဲ့ပြောင်းလောင်စရာပြက်လုံးတစ်ခုဖြစ်သွားပြီ။အဲ့ဒီအချိန်မှာအဖေကပြတ်သားတဲ့အတန်နဲ့ပြောလိုက်တာကဘသူကရေရဲလို့လဲ။နတ်သမီးကိုရဲတဲ့သူရှိရင်သူတို့နောက်တစ်ခါထပ်မရဲနိုင်အောင်အဖေလုပ်ပေးမယ်တဲ့။
ငါရဲ့သမီးဟာတစ်သက်လုံးအိမ်တော်မပြုတ်ပဲနေရရင်တော့မှဘသူရဲ့အနိုင်ကျင့်မှုကိုမှခံစရာမလိုဘူးလူမိသားစုကစစ်အာဏာကိုစုပ်ကိုင်ထားတဲ့မျိုးရိုးဆိုပေမဲ့အဲ့ဒီအာဏာကဧကရမင်းမျက်စီကလာတာသူတို့ပိုင်တာမဟုတ်ဘူးအဖေရဲ့စကားတွေကကျမကိုအတွေ့တစ်ခုပေးလိုက်တယ်လို့ပါပဲခုမင်္ဂလာပွဲမှာတော့တခြားမိန်းကလေးအတွက်နဲ့သူတို့သမီးကိုပြစ်သွားနိုင်တဲ့သူကနောက်တစ်နေ့မှာဧကရမင်းမျက်ကိုရောလုံးမခိုင်းဘူးလို့ဘသူအာမခံနိုင်မလဲဒီလိုလူမျိုးကိုမင်းကြီးကတကယ်ပဲယုံကြည်နိုင်ပါမလားအဲ့ဒီအချိန်မှာပဲကျမသဘောပေါက်သွားတယ်ဒါဟာမိသားစုနှစ်ခုရဲ့တိတ်ခါလူပွဲတင်မဟုတ်တော့ဘူးအဖေဟာလူဆောင်ချင်းရဲ့အမားကိုနိုင်ငံရေးကစားကွက်တစ်ခုဖြစ်ပြောင်းလဲလိုက်ပြီဆိုတာပါပဲအဲ့ဒီညကလေးလံလာတဲ့မင်္ဂလာဝတ်စုံကြီးကိုချွတ်ချလိုက်ပြီးရိုးရှင်းတဲ့ဝတ်စုံကိုလဲဝတ်လိုက်တယ်တညလုံးလဲအိတ်မပြောခဲ့ဘူးနောက်တစ်နေ့မနက်မှာတော့သတင်းတွေကအိမ်တော်တစ်ခုလုံးပြန့်နှံ့နေပြီကျမရဲ့အစီခံမလေးရှောင်းထောင်ပြေးဝင်လာပြီးအလောတကြီးပြောတော့တယ်တခင်မလေးစစ်သူကြီးလူဆောင်ချင်းအိမ်ရှိမှာဒူးထောက်နေပါတယ်လူဆောင်ချင်းဟာမင်္ဂလာခမ်းမထဲမှာတယောက်တည်းကြံရစ်ခဲ့တဲ့ကျမရဲ့နာကျင်မှုကိုအခုမှကိုယ်တိုင်ပြန်ခံစားနေရတာပါသူကျမတို့အိမ်ရှိမှာတညလုံးဒူးထောက်နေခဲ့တယ်ဒါပေမဲ့ကျမဘက်ကတကားကတော့ပြန်ပွင့်လာမှာမဟုတ်တော့ဘူးသပင်ပြီးနေတဲ့ကျမရဲ့လက်တွေခဏတာတုံဆိုင်သွားခဲ့တယ်သူပဲချိန်ကလေးကရောက်နေတာလဲလို့မေးလိုက်တော့သိရတာကသူဟာမင်းညကလေးကအပြေးလွှားရောက်နေခဲ့တာတဲ့သူ့အိမ်တော်ကအစီခံတွေပြောပြချက်အရဆိုရင်သူ့အဖေစစ်တေနာပတိချုပ်ဟောင်းကြီးကဒေါသအလွန်မင်းထွက်ပြီးသူ့ကိုချက်ချင်းပဲစစ်စည်းကမ်းရအဖြစ်ပေးခဲ့တာတဲ့အဲ့ဒီနောက်မှာတော့သူဟာဒိုင်ယာဘရာကွာနဲ့ခန္ဓာကိုယ်ကိုဆွဲပြီးကျမတို့အိမ်ရှိကိုပြေးလာခဲ့တာပဲတကောင်ကျော်ကလေးကအခုထိဒူးထောက်နေခဲ့တာပေါ့တညလုံးဒူးထောက်ထားတော့ဒူးကောင်းတွေတောင်ပုံမဲ့ကုန်ပြီပေါ့လေနားထောင်ရတာတကယ်ကိုရေစရာကောင်းလိုက်တာဒီလိုဖြစ်မယ်မှန်သိရင်အစကတည်းကဘာလို့အဲ့ဒီလိုတွေလုပ်ခဲ့လဲတမန်နဲ့ခင်းလုံးအဖေစီကဘာတော့ပြန်မှုမှထွက်မလာခဲ့ဘူးသူဟာပုံမှန်တိုင်းပဲနန်းတွင်းညီလာခံတက်တယ်ပြန်လာတော့လေစာကြည့်တိုက်ထဲမှာပဲရုံးလုပ်ငန်းတွေကိုအေးအေးလူလူကင်တွယ်နေခဲ့တယ်အင်းရှိမှာဒူးထောက်နေတဲ့သူဟာလုံးဝတည်ရှိမနေတယ်လို့မျိုးပေါ့နေဆောင်သွားတဲ့အချိန်မှာတော့အိမ်တော်ထင်းကြီးအပြေးလွှားရောက်လာပြီးသတင်းပို့တယ်တခင်ကြီးနန်းတော်ကလူလွတ်လိုက်ပါတယ်ဧကရမင်းမြတ်ကတခင်ကြီးနဲ့အပြင်ကစစ်တေနာပတိချုပ်လူဆောင်ချင်းတို့ကိုနန်းတွင်းအတူတူဝင်ဖို့ခေါ်ခိုင်းလိုက်ပါတယ်တဲ့အဲ့ဒီအချိန်မှာအဖေကတခုံးပဲမာလိုက်တယ်အဲ့ဒီလူဆောင်ချင်းကိုတွားပြောလိုက်နောက်သမီးကိုယူချင်ရင်နောက်ဘဝမှာပဲလာခဲ့တော့လို့တဲ့နန်းတော်ကိုတွားတဲ့မြင်းလဲပြည်တန်တွေကကြောက်ပြားလမ်းပေါ်မှာတကြီးကြီးနဲ့မြည်ဟဲနေတယ်ဒီနေ့ကိစ္စဟာရိုးရိုးသားသားမိသားစုချင်းညှိနှိုင်းရုံတက်တက်မဟုတ်ဘူးဆိုတာသိတာနေပါတယ်ကျမမတွားခဲ့ဘူးအဖေကလည်းကျမကိုမတွားခိုင်းဘူးကြီးမိသားစုရဲ့သမီးပြိုဟာကောင်းကင်လောက်ကြီးမားတဲ့မတရားမှုကိုခံစားထားရတာဘသူရဲ့ဝေဖန်ဆုံးဖြတ်မှုကိုမှခေါင်းငုံခံစရာအကြောင်းမရှိဘူးသူကျမကိုတောင်းပန်ခြင်းနဲ့ဆိုရင်လူတကာရှိမှဂုဏ်တရားရှိရှိနဲ့အခမ်းအနားအပြည့်စုံနဲ့လာတောင်းပန်ရမယ်တဲ့နန်းတော်ကိုရောက်တော့လူဆောင်ချင်းကအရှင်မင်းကြီးအပြည့်အားလုံးဟာအကျိုးရဲ့အမှားတွေပါပဲကျွန်တော်ခဏတာဝေခွင့်မရဖြစ်ခဲ့လို့အုံဟွာအပေါ်မှာရောအမတ်ကြီးရဲ့ယုံကြည်မှုပုံမှာရောပြင်မာမိခဲ့ပါတယ်ဘလို့အပြစ်ပေးမှုကိုမဆိုခံယူဖို့အစဉ်သင့်ပါပဲအခွင့်အရေးတစ်ခုလောက်ပဲပြန်ပေးပါတယ်လူဆောင်ချင်းဟာသူ့ကိုယ်သူအနေဆုံးအခြေအနေထိနှိမ့်ချပြီးအပြစ်အားလုံးကိုကောင်းခံနေခဲ့တယ်ကြည့်ရတာတော့တာဝန်ယူစိတ်ရှိပုံရပေမဲ့ဒီတာဝန်ယူမှုတွေကတိတ်ကိုနောက်ကျဆုံးသွားခဲ့ပြီးဧကရမင်းမြတ်ကတက်ပြင်းချရင်ဆိုတဲ့ဆောင်ချင်းမင်းတကယ်ကိုဝေခွဲမရဖြစ်ခဲ့တာပဲအိမ်တော်ရေးဆိုတာကလေးကစားစရာမဟုတ်ဘူးလေအမတ်ချုပ်ကြီးရဲ့သမီးကိုမင်္ဂလာခမ်းမထဲမှာ3နာရီကြာအောင်စောင့်ခိုင်းခဲ့တယ်တမျိုးလုံးရဲ့တောင်တောင်စရာဖြစ်အောင်လုပ်ခဲ့တာတကယ်ကိုဆိုးလို့နဲ့အမတ်ချုပ်ကြီးမင်းစိတ်ဆိုးနေတာကိုလည်းငါကိုတော့နားလဲပါတယ်ကိုသမီးရင်ဒီလိုအရှက်ရတာဘယ်သူမှတီးခံနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဆောင်ချင်းကလည်းတိုင်းပြည်အတွက်စစ်မှုထမ်းခဲ့တဲ့သူရဲကောင်းတစ်ယောက်ပဲမြောက်ပိုင်းဒေသငြိမ်းချမ်းရေးအတွက်သူ့ကိုအားကိုးရအောင်မယ်မင်းတို့မိသားစုနှစ်ခုရန်ညိုးဖွဲ့နေရင်တိုင်းပြည်အတွက်မကောင်းဘူးတဲ့တခြားသူဆိုရင်တော့မင်းကြီးပေးတဲ့လမ်းကြောင်းတိုင်းလိုက်ပြီးအလျှော့ပေးလိုက်မှာပဲဒါပေမဲ့ကျမဖေကတော့အရှင်မင်းကြီးကျွန်တော်မှဒီသမီးတစ်ယောက်တည်းရှိတာပါငယ်စဉ်ကတည်းကစာပေတက်မြောက်အောင်စီကန့်ရှိအောင်သင်ကြားပေးခဲ့တယ်သူ့အတွက်အားကိုးထိုက်တဲ့ခင်မွန်းကောင်းရှာပေးနိုင်ခဲ့ပြီလို့ထင်ခဲ့တာဒါပေမဲ့အဲ့ဒီလူဟာအရေးကြီးဆုံးနေ့မှာတခြားမိန်းကလေးတစ်ယောက်အတွက်နဲ့ကျွန်တော်သမီးကိုတန်ဖိုးမရှိတဲ့ပစ္စည်းတစ်ခုလိုဖြစ်ပေခဲ့တယ်ကိုနဲ့လက်ထပ်ထားတဲ့ဇနီးပေါ်ထားတဲ့ဂတိတောင်အလွယ်တကူဖောက်ဖျက်တဲ့အမျိုးသားဟာမင်းကြီးပေါ်တိုင်းပြည်ပေါ်ထားတဲ့ဂတိကိုတည်ကြည်ပါမယ်လို့ဘယ်လိုယုံကြည်နိုင်မှာလဲဒီနေ့သူဟာပုဂ္ဂိုလ်ရေးခံစားချက်ကြောင့်မင်္ဂလာပွဲကဇနီးကိုပြစ်သွားနိုင်တယ်ဆိုရင်နောက်တစ်နေ့မှာတခြားအကြောင်းပြချက်တစ်ခုခုကြောင့်သူစောင့်ရှောက်ရမယ်မျိုးရွာနဲ့ပြည်သူတွေကိုပြစ်မသွားဘူးလို့ဘယ်သူအာမခံနိုင်မလဲတဲ့ဖေကလူဆောင်ချင်းရဲ့ပုဂ္ဂိုလ်ရေးအကျင့်စာရိတ္တကိုတင်မကတော့ပဲစစ်ဗိုလ်ချုပ်တယောက်အနေနဲ့ရှိရမယ့်တစ္ဆာဆောင်တည်မှုနဲ့အရေးချင်းကိုပါမေးခွန်းထုတ်လိုက်တာဒီစကားကိုကြားတော့မင်းကြီးရဲ့မျက်နှာတော့လည်းအတော်လေးပြတ်သွားတယ်အဖေကိုအကြာကြီးစိုက်ကြည့်နေပြီးမှအမတ်ချုပ်ကြီးမင်းရဲ့ဆန္ဒကိုငါကိုတော့နားလဲပြီဆောင်ချင်းမင်းအခုပြန်တော့အမတ်ချုပ်ကြီးနဲ့ကြည်သမီးလေးရဲ့ခွင့်လွှတ်မှုကိုရအောင်ဘယ်လိုတောင်းပန်ရမလဲဆိုတာတေချာပြန်စဉ်းစားပါဒီကိစ္စကိုငါကိုတော့ထပ်ပြီးဝင်မစွတ်ဖက်တော့ဘူးတဲ့အဖေအိမ်ပြန်ရောက်လာတော့မိုးတောင်ချုပ်နေပြီအဖေကကျမကိုကြည့်ပြီးတေးသေးချာချာမေးတယ်သမီးအဖေဒီနေ့နန်းရှိမှာစကားတွေအပြတ်ပြောခဲ့ပြီးရှောင်းချင်းနဲ့ပတ်သက်သမျှအခွင့်အလမ်းအားလုံးကိုဖျက်တောက်ပစ်လိုက်ပြီးသမီးအဖေကိုအပြစ်တင်မလားတဲ့ကျမပြုံးပြီးပြန်ပြောလိုက်တယ်အဖေလောက်တာမှန်ပါတယ်မင်္ဂလိတယောက်ရဲ့ဘဝမှာအိမ်တော်ပြူတာတစ်ခုတည်းကပဲထွက်ပေါက်မဟုတ်ဘူးဆိုတာသမီးနားလည်သွားပါပြီဒီလမ်းကသွားလို့မရရင်လည်းမသွားတော့ဘူးပေါ့လို့အဲ့ဒီအချိန်မှာအဖေမျက်ဝန်းတွေညဉ့်ညမ်းသွားတာကျမမြင်လိုက်ရတယ်အဲ့ဒီနောက်ပိုင်းအိမ်တော်တစ်ခုကြားကမင်္ဂလာပွဲပြတ်တဲ့တဲ့ရင်ကတစ်မျိုးလုံးမှာဘယ်သူမှမပြောရဲတဲ့တားမြစ်ချက်တစ်ခုဖြစ်သွားတယ်လူဆောင်ချင်းလည်းအိမ်ထဲမှာပဲအပိတ်ခံထားရတယ်လို့ကြားတယ်လူလူရန်ဆိုတဲ့တငယ်ချင်းမလေးကတော့လူဆောင်ချင်းအမေရဲ့အိမ်တော်ထဲမှာအခမ်းသားရောက်နေပြီးမွေးစားသမီးအဖြစ်နာမည်ခံနေတယ်မင်္ဂလာပွဲနေ့ကကိစ္စမှာကျမကပဲသူ့ကိုတွန်းချခဲ့တာဆိုတဲ့သတင်းမတွေကိုလည်းတွေ့နေကြသေးတယ်တဲ့အဲ့ဒီနောက်ကျမရဲ့မင်္ဂလာပစ္စည်းစီးရင်တွေကပန်းနဲ့သမီးပုံပါတဲ့အဖိုးတန်ကြွေရီတုပ်လက်ဖက်ရည်အိုးစုံကိုထုတ်ခိုင်းလိုက်တယ်ဒီပစ္စည်းတွေကိုရောင်းပြမလို့ပါတခင်မလေးဒါကမေမေကြီးခြံထားခဲ့တဲ့အမတ်တရပစ္စည်းလေးလို့အစေခံလေးကတားရှာတယ်တင်နေတဲ့ပစ္စည်းထက်အသက်ရှင်နေတဲ့သူရဲ့တိတ်ခါကပိုအရေးကြီးတယ်လို့ကျမပြန်ပြောလိုက်တယ်ပန်းနဲ့သမီးလက်ဖက်ရည်အိုးအစုံကလူလူရန်အမြဲမမောခဲ့တဲ့ပစ္စည်းပဲ
ဒီပစ္စည်းကိုပွဲထုတ်လိုက်ရင်သူမကလိုချင်တတ်မှတ်စိတ်နဲ့လူဆောင်ချင်းကိုဝယ်ခိုင်းမှတေးကြတယ်တကယ်လို့သူဝယ်မပေးဘူးဆိုရင်အရင်ကနှစ်သက်လာပါတယ်ဆိုတာတွေကဟန်ဆောင်မှုတက်တက်ဆိုတာပေါ်သွားမှာပေါ့ဒါပေမဲ့လူဆောင်ချင်းကဝယ်ပေးလိုက်ရင်တော့ပိုတော့အားရစရာကောင်းအောင်မယ်ကိုတို့သမီးကိုပြစ်ပယ်ခဲ့တဲ့အမျိုးသားကတခြားမိန်းကလေးတစ်ယောက်အတွက်နဲ့တို့သမီးဟောင်းမိခင်ရဲ့အမွေပစ္စည်းကိုငွေပုံအော်ပြီးဝယ်ပေးတယ်ဆိုတဲ့ဇလံကကောလာဟာလာတွေထက်တောင်ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပါလေစစ်တေနာပတိချုပ်အိမ်တော်ထဲမှာတော့လေတုကမုံတိုင်းမလာခင်ပင်လယ်ပြင်လိုအုံမိုင်းနေခဲ့တယ်စစ်ဝတ်စုံအပြည့်နဲ့အဖေဖြစ်သူလူချမ်းကထိုင်နေပြီးရှေ့မှာတော့ဒယာဘရာကွာနဲ့လူဆောင်ချင်းကတူးထောင်နေရတယ်မိုက်မဲတဲ့သားတမျိုးလုံးကဧည့်သည်တွေရှိမှတို့သမီးကိုဖြစ်သွားတာဟာကြီးမကြီးရဲ့မျက်နှာကိုတင်ဖြတ်လိုက်တာမဟုတ်ဘူးငါတို့လူမိသားစုမျိုးဆက်အလိုက်တိဆောက်ခဲ့တဲ့တိတ်ခါကိုပါဖျက်ဆီးလိုက်တာအဲ့ဒီအချိန်မှာယူလူရန်ကမျက်ရည်ဆက်လက်နဲ့ကြားဖြတ်ပြောတယ်ဦးလေးရှောင်းအကိုကိုစိတ်မဆိုးပါနဲ့အားလုံးကယူရန်ရဲ့အမားတွေပါတဲ့လူဆောင်ချင်းရဲ့အမေကလည်းရှင်ကလည်းတားမှာဒဏ်ရာတွေနဲ့ကိုလူခဲ့တာဘာမှလို့လဲယူရန်တည်သွားတာကိုထိုင်ကြည့်နေရမှာလားကျမကြည့်ရတာတော့အပြစ်ရှိတာဟုတ်ကြည့်အောင်ဟောမယ်စိတ်ပုတ်ပြီးကိစ္စတေးသေးလေးကိုချက်ကားနေတာခဏလေးစောင့်ရတာကိုမင်္ဂလာပွဲဖြတ်ပြီးအဖေဖြစ်သူကိုမင်းကြီးစီတွားတိုင်ခိုင်းရတယ်လို့တဲ့မိမသားအမြင်ပဲရှိတာကိုမင်းပါတိမှလဲလို့စစ်တေနာပတိချုပ်ကြီးကအော်လိုက်ပေမဲ့လူရှောင်းမေကတော့မလျှော့ဘူးလူရန်ကသဘောကောင်းပြီးတိတ်ခါရှိတဲ့ကလေးပဲကြည်အောင်ဟွန်လို့မာနာကြီးတဲ့သူနဲ့မတူဘူးဒါအဲ့ဒီလိုမိမမျိုးကိုမယူတာပဲကောင်းတယ်အချိန်နေငြိမ်သွားရင်အမေကိုယ်တိုင်စီစဉ်ပြီးလူရန်ကိုအိမ်ထဲဝင်ခွင့်ပေးမယ်တဲ့ဒီစကားကြတော့လူရန်ရဲ့မျက်လုံးထဲမှာဝမ်းတိုင်လေးဖြတ်ပြေးသွားတယ်ဒါပေမဲ့ချက်ချင်းပဲကျမကမင်္ဂလာမရှိတဲ့သူပါအွန်ဟွန်မမကိုပဲပြန်ခေါ်လိုက်ပါလူရန်မျိုးကနေထွက်သွားပါမယ်လို့အလိုက်တီးတယ်လို့နဲ့ပြောလိုက်ပြန်တယ်ဒီစကားကြားလိုက်ရတဲ့အချိန်မှာတော့လူဆောင်ချင်းခမညာသူ့ကိုထွေးပွေပြီးလူရန်မင်းဘယ်မှမသွားရဘူးလို့ဂတိတွေပေးနေပြန်တယ်စစ်တေနာပတိချုပ်ကြီးကတော့ဒါကိုကြည့်ပြီးအော်ဂလီဆန်တယ်လို့ခံစားရကထားလိုက်တော့ငါဘာမှမပြောတော့ဘူးဒါပေမဲ့မင်းတို့မှတ်ထားကြည့်ဟုံနဲ့သူသမီးကမင်းတို့ထင်တယ်လို့လွယ်တဲ့သူတွေမဟုတ်ဘူးလို့ပြောပြီးထွက်သွားတော့တယ်ကြည့်မကြီးအိမ်တော်ကပစ္စည်းပြပွဲကျင်းပမဲ့တဲ့တင်ကလူဆောင်ချင်းအမေးစီလည်းရောက်သွားတယ်သတင်းကြားတာနဲ့သူမကလှောင်ရင်နေတော့တာပေါ့ဘေးနားမှာရှိနေတဲ့လူလူရန်ကတော့ပန်းနဲ့သမီးဆိုတဲ့နာမည်ကိုကြားလိုက်ရတာနဲ့တင်သူ့မျက်လုံးတွေထဲမှာဆူရှာတဲ့တက်မှတ်မှုတွေအယောင်တောက်သွားခဲ့တယ်ဒါကလှပလို့တင်မကဘူးကြည်အွန်ဟွန်ရဲ့အမေခြံထားခဲ့တဲ့အမွေဖြစ်နေလို့ပါတကယ်လို့ဒါလူဆောင်ချင်းကိုဒါကိုဝယ်ခိုင်းပြီးသူ့ရှိကိုလာဆက်တခိုင်းနိုင်ရင်ဒါဟာကြည်အွန်ဟွန်အတွက်အကြီးမားဆုံးအဆက်ခွဲမှုဖြစ်သွားပြီးသူမအတွက်တော့အောင်ပွဲခံမှုပဲလေအဲ့ဒီညမှာလူဆောင်ချင်းသူစီလာတော့လူလူရန်ကသတင်းပေါက်နာမှာထိုင်ပြီးငိုနေခဲ့တယ်ဒါကိုမြင်လိုက်ရတဲ့လူဆောင်ချင်းကစိုးရိမ်တကြီးမေးတော့သူမကမျက်ရည်စလက်နဲ့ပြန်ပြောတယ်ဘာမှမဖြစ်ပါဘူးရှောင်းအကိုအပြင်ကကောလာဟာလာတွေကိုကြားပြီးအွန်ဟွန်မမအတွက်စိတ်မကောင်းလို့ပါသူကသူ့အမေရဲ့အမွေပစ္စည်းတွေကိုတောင်ရောင်းနေရပြီတဲ့မမမငွေရမ်းလိုနေလို့ဖြစ်မှာပဲအားလုံးကကျမကြောက်ပါတဲ့ဒီစကားတွေကလူဆောင်ချင်းရဲ့ရင်ဘတ်ကိုအံ့နဲ့ထိုးတယ်လို့ခံစားရစေတယ်အရင်ကဒီမင်္ဂလာပစ္စည်းစရင်ကိုကြည်လုံးကသူကကြည်အွန်ဟွန်ကိုရဲပြီးပြောခဲ့ဘူးတယ်လူရန်ကကြွေဖြူတွေကိုသဘောကျတာဒီအိုးကိုမြင်ရင်သူတကယ်ကိုအားကျနေမှာပဲတဲ့အဲ့ဒီတော့ကကြည်အွန်ဟွန်ကဒါကကျမအမေရဲ့အမတ်တရားမှုလို့တစ်သက်လုံးတမိုးထားသိသိသွားမှာပါလို့ပြန်ပြောခဲ့တာလေအခုတော့သူကဒါကိုရောင်းရတော့မယ်လူဆောင်ချင်းရင်ထဲမှာအသက်ရှူရကြက်မတက်နာကျင်သွားရတယ်ပစ္စည်းပြပွဲနေမှာကြည်အိမ်တော်ရဲ့အနောက်ဘက်ဆောင်ဟာတိတ်ကိုတွတ်ရှင်းနေခဲ့တယ်ကျမကလာပြေဝန်းလိုဖြူစင်တဲ့ဝတ်စုံကိုဝတ်ပြီးစပင်းမှာလဲတန်းပွင့်ပုံစံထိုးလေးတစ်ခုပဲဆင်မြန်းထားခဲ့တယ်ကျမရဲ့ဒီငြိမ်မှုကလူတွေရဲ့အမြင်မှာတော့ရင်ခွဲမတက်ခံစားနေရပေမဲ့ကြံ့ကြံ့ခံနေတဲ့မိန်းကလေးအဖြစ်မြင်သွားစေခဲ့တာပေါ့ကြည်အိမ်တော်ကသမီးလေးကပိုပြီးတည်ငြိမ်လာတာပဲနော်ဒီလောက်ကိစ္စကြီးကြုံထားတာတော့မတုံ့လို့ဘူးတခြားသူဆိုငိုယိုနေလောက်ပြီကြည့်ပါဦးသူတော်တော်ပိန်သွားတယ်အဲ့ဒီစစ်ဗိုလ်ချုပ်လူကတော့မျက်စိကန်းတာပဲဆိုလဲတိုးတိုးတိတ်တိတ်ဝေဖန်တန်တွေကိုကျမကြားနေရပေမဲ့စိတ်ထဲမှာတော့ဘာတိုင်းမှမထားခဲ့ပါဘူးခမ်းမအလဲကအဖိုးတန်ခရမ်းရောင်ဆန္ဒကုဏ္ဏတာစင်ပေါ်မှာဒီနေ့ရောက်မဲ့ပစ္စည်းတွေကိုအစီခင်းချင်းထားတယ်ရှေးဟောင်းပကြီးကားတွေနန်းတွင်းကချိမြင့်ထားတဲ့ကြောက်စိမ့်တွေနဲ့အမေရဲ့ယတနာစင်တန်းစာတွေပေါ့ပစ္စည်းတိုင်းကတန်မိုးဖြတ်လို့မရတယ်လို့ကြည်ရသူတိုင်းကိုလည်းအံ့ဩမြင်သက်စေခဲ့တယ်ဒါပေမဲ့လူတိုင်းရဲ့အကြီးကတော့ခမ်းမအလဲကလက်ဖက်ရည်အိုးအစုံစီမှာပဲရက်တက်နေကြတာပါဒါဟာဒဏ္ဍာရီလာပန်းနဲ့သမီးခွက်ဆုံးလားတကယ်ကိုရှားပါရတနာပဲကြီးတခင်မလေးကဒါကိုတကယ်ပဲရောင်းမှလာလို့လူတွေကတူတူတိတ်တိတ်မေးနေကြတယ်ကျမကအဲ့ဒီကြွေခွက်လေးတွေကိုအตาရပုတ်တက်ရင်လူတိုင်းကြားအောင်ပြောလိုက်တယ်အမေရှိစဉ်တုန်းကပြောဘူးတဲ့အရာဝတ္ထုတွေရဲ့အလှတရားဆိုတာလက်ဆင့်ကမ်းစီးဆင်းနေတာတဲ့တကယ်တမိုးထားပြီးချစ်ခင်တဲ့နှုံးမဲ့ပိုင်ရှင်တစ်စီရောက်သွားတာဟာလည်းဒီပစ္စည်းအတွက်ကံကြမ္မာတစ်ခုပါပဲလို့အဲ့ဒီချိန်မှာပဲအိမ်ရှိမအစီခံကအတန်ကျဲကြီးနဲ့အော်ဟစ်အကြောင်းချလိုက်တယ်စစ်တေနာပတိချုပ်အိမ်တော်ကဗိုလ်ချုပ်လူရောက်ရှိလာပါတယ်တဲ့တခဏချင်းမှာပဲခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီးအကြည့်တွေအားလုံးတကားဝစီရောက်သွားကြတယ်အနက်ရောင်ဝစ်စုံနဲ့လူရှောင်းဟာအရက်ရှိရှိထင်ထင်ရှားရှားရှိနေပေမဲ့သူ့မျက်နှာမှာတော့ပင်ပန်းနှွမ်းနေမှုတွေနဲ့အဆက်ရမှုတွေဖုံးလွှမ်းနေခဲ့တယ်ကျမရှိကိုဖြည်းဖြည်းချင်းရှောက်သွားပြီးသူ့ရှိသုံးလမ်းအကွာမှာရက်ကနှုတ်ဆက်လိုက်တယ်ဗိုလ်ချုပ်လူဘာကိစ္စများရှိလို့ဒီကိုကြွလာတာပါလဲဆိုတော့လူဆောင်ချင်းခန့်မြလက်ချောင်းထဲမှာစကလုံးတွေတဆုပ်နေပြီးတခုမှထွက်မလာခဲ့ဘူးကျမကသူ့အဖြေကိုမဆောင်ပဲအိမ်တော်ထင်းကြီးကိုလှည့်မာလိုက်တယ်လာတဲ့သူကဧည့်သည်ပဲဧည့်သည်ကိုအပြင်မောင်းထုတ်ရမယ့်ထုံးစံမရှိဘူးဗိုလ်ချုပ်လူအတွက်ထိုင်ကုန်ပေးပြီးလက်ဖက်ရည်တိတ်ခင်းလိုက်ပါဧည့်သည်ဆိုတဲ့စကလုံးနှလုံးကလူဆောင်ချင်းရဲ့ပါးကိုရိုက်လိုက်တယ်လို့ပဲသူ့မျက်နှာကစက်ကူလိုဖြူဖြော့သွားတယ်လူတိုင်းရဲ့ကဲရတဲ့အကြည့်တွေလှောင်ပြောင်တဲ့အကြည့်တွေကြားမှာလူဆောင်ချင်းဟာမဖိတ်ခေါ်ပဲရောက်လာတယ်လို့မလိုလားတဲ့ဧည့်သည်တယောက်လိုအဲ့ဒီနေရာမှာတောက်တောင်ကြီးထိုင်နေခဲ့ရတယ်ကျမရဲ့ပထမဆုံးနေရုပ်ကိုအသေးချာချလိုက်နိုင်ပြီလေကျမရဲ့အစီခံမလေးရှောင်းထောင်ကကြွေခွက်ကလေးကိုအလင်းပတ်မြပြလိုက်တယ်။ဝေယောင်တန်းနေတဲ့ကြွေသားဟာချက်ချင်းပဲဖောက်ထွင်းမြင်ရမတက်ကြည်လင်သွားပြီးခွက်ထဲကတိုင်းနှန်းတွေနဲ့နက်ဖျားမိုင်းအဝတ်စားတွေဟာအသက်ဝင်ပြီးထွက်လာတော့မရောက်ပဲ။ဒီလက်ဖက်ရည်အိုးအစုံကိုခွဲမရောက်ဘူး။အခြေခံဈေးကငွေစင်9000ပဲလို့ကျမကြီးညာလိုက်တော့ခန်းမတစ်ခုလုံးအံ့ဩသွားကြတယ်။ဒါဟာတာမန်တထေးတယောက်ရဲ့အိမ်အောင်စုတစ်ခုလုံးစာပိုင်ဆိုင်မှုပဲလေ။ကျမကဒီပစ္စည်းကိုတာမန်လူတွေဝယ်သွားတာမျိုးမလိုချင်ဘူး
မင်းကြီးမင်းသားတွေဒါမှမဟုတ်အခုတင်စစ်နိုင်လို့စုလက်တွေအများကြီးရထားတဲ့ဗိုလ်ချုပ်လူမျိုးပဲတက်နိုင်မဲ့ဈေးလုံးမျိုးဖြစ်နေစေချင်တာခမ်းမထဲမှာဘသူမှဈေးမခေါ်ရဲပဲတိတ်ဆိတ်နေတော့အားလုံးရဲ့အကြည့်ကထောက်မှထိုင်နေတဲ့လူဆောင်ချင်းစီရောက်သွားကြတယ်လူလိုက်ဆောင်ကြည့်နေကြတာကဒီဗိုလ်ချုပ်ကြီးဟာသူ့ရဲ့အချစ်တော်လေးအတွက်နဲ့နောက်ထပ်တစ်ချိန်ငွေပုံအော်ပြီးတိတ်ခါအကြခံအောင်မလားဆိုတာပေါ့လူဆောင်ချင်းရဲ့မျက်နှာကအတော်လေးပြက်နေပြီသူဒီနေ့တာဝယ်လိုက်ရင်မရငယ်ကိုအလိုလိုက်ပြီးမရကြီးကိုနှိပ်စက်တဲ့သူဆိုတဲ့နာမည်ဆိုကတစ်သက်လုံးဖြောက်လို့ရမှာမဟုတ်တော့ဘူးဒါပေမဲ့သူမလာခင်ကလူရန်ရဲ့မျက်ရည်တွေနဲ့ရှောင်းအကိုဒီပစ္စည်းလေးကိုပဲကျမအမှတ်တရတင်ထားချင်တာပါဆိုတဲ့စကားကသူ့ကောင်းထဲမှာတဝဲလေလေဖြစ်နေခဲ့တယ်လေနောက်ဆုံးတော့လူရှောင်းမတက်ရက်လိုက်ပြီးကျွန်တော်ငွေစင်ချစ်ထောင်ပေးမယ်လို့အော်ပြောလိုက်တယ်ခမ်းမတစ်ခုလုံးအကြတန်ကြားရလောက်အောင်တိတ်ဆိတ်သွားပြီးမှအံ့ဩတုန်လုံးတန်တွေစူညံသွားတော့တယ်သူတကယ်ပဲဝယ်လိုက်ပြီးကျမကတော့သူ့ကိုကြည့်ပြီးရင်ကျေးပြူနာတဲ့အပြုံးလေးပြုံးပြလိုက်တယ်အဲ့ဒီနောက်သူကမ်းပေးတဲ့ငွေဆက်ကူတွေကိုကျမလှမ်းယူလိုက်ပြီးအခုလိုရဲရဲရော်ရော်ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမရဲ့အရေးပေါ်အခက်အခဲကိုဖြေရှင်းပေးလိုက်တာပဲလို့ပြောလိုက်တယ်အရေးပေါ်အခက်အခဲဆိုတဲ့စကားလုံးကိုကျမတမင်တကာအလေးနဲ့ထားပြီးပြောလိုက်တာပါလူရှောင်းရဲ့ကိုဟန်ကရိုင်းနေသွားပြီးတခုခုပြောချင်ပုံရပေမဲ့ဘာမှမပြောနိုင်ပဲပစ္စည်းကိုယူကာလူအုပ်ထဲကနေထွက်ပြေးသွားတော့တယ်သူထွက်သွားတာနဲ့ဧည့်သည်တွေရဲ့ဝေဖန်တန်တွေကဒီရီလိုတက်လာတော့တယ်ယူသွားပြီးတကယ်ပဲယူသွားပြီးမိန်းကလေးတယောက်အတွက်နဲ့တိတ်ခါကိုလွှတ်ချလိုက်တာပဲလူရန်ကိုမျက်နှာချိုသွေးဖို့အတွက်နဲ့သူတို့သမီးဟောင်းရဲ့အမေပစ္စည်းကိုဝယ်ရဲဆိုတာတကယ်ကိုအရှက်မရှိတာပဲတဲ့ကျမခမ်းမအလဲကိုရှောက်သွားပြီးခုနကရရှိထားတဲ့ငွေဆက်ကိုအထက်လိုက်ကိုမြှောက်ပြလိုက်တယ်လူကြီးမင်းတို့ရှင်ဒီနေ့ပစ္စည်းပြပွဲကနေရရှိတဲ့ငွေစုစုပေါင်း9000ကိုကျမကြည့်အောင်ဟန်ကတပြားမှမချမ်းပဲနောက်ပိုင်းစစ်ပွဲမှာကြာဆုံးသွားတဲ့စစ်တီတော်မိသားစုတွေကိုထောက်ပံ့ဖို့အတွက်ပရဟိတကေဟာကိုအကုန်လူတန်းပါမယ်လို့ပြောလိုက်တယ်ကျမရဲ့စကားကြောင့်လူတိုင်းမြင်သက်သွားကြတာပေါ့အဲ့ဒီအချိန်မှာကျမငွေပြက်နေလို့ပစ္စည်းရောက်နေဆိုတဲ့တနာစရာအမြင်တွေဟာမြင့်မြတ်တဲ့လေးစားမှုအဖြစ်ချက်ချင်းပြောင်းလဲသွားတော့တာပဲကျမဟာလူဆောင်ချင်းရဲ့ငွေကိုတုံးပြီးတစ်မျိုးလုံးမှာကြံရင်းနဲ့ကျမရဲ့ခုံတရင်ကောင်းကိုဝယ်ယူလိုက်တာပါသူကတော့အဲ့ဒီငွေနဲ့သူ့ဘဝတက်တက်တာစေးကြောလို့မရတော့မဲ့နာမည်ဆိုးကိုဝယ်သွားတာပေါ့ဒီတိုက်ပွဲမှာကျမအပြတ်တက်နိုင်ခဲ့ပြီလူဆောင်ချင်းအိမ်ပြန်ရောက်တော့တကောင်ရံတောင်ကြော်နေပြီသူ့လက်ထဲကပစ္စည်းတစ်တာဟာတန်ချိန်ထောင်ချီလေးလံနေတယ်လို့ပဲသူဟာတစ်မျိုးလုံးရဲ့လောင်ပြောင်စရာမိသားစုရဲ့အဖြစ်သားဖြစ်သွားခဲ့ပြီလေလူဆောင်ချင်းအိမ်ပြန်ရောက်တော့သူဟာလူရန်ရှိတဲ့အဆောင်စီကိုသွားခဲ့တယ်တကားဖွင့်လိုက်တာနဲ့လူရန်ကဝမ်းသာအားရကြိုးဆိုပြီးလက်ထဲကတက်တာကိုမြင်လာတဲ့မျက်လုံးတွေအယောင်တောက်သွားတော့တယ်အရင်ကဟန်ဆောင်ထားတဲ့အားနည်းမှုတွေဌာနမှုတွေဟာတောက်ချင်းမလားပျောက်ကွယ်သွားပြီလောဘဇောတွေလည်းကျန်တော့တာပေါ့သူကတက်တာကိုအငမ်းမရဆွဲယူလိုက်ပြီးရှောင်းအကိုတကယ်ဝယ်လာပေးတာပဲကျမကိုအချစ်ဆုံးဆိုတာတီးသားပဲလို့ပြောရင်းပစ္စည်းတွေကိုတမျက်တနိုးပုတ်တက်နေခဲ့တယ်လူရန်ကအောင်နိုင်သူတယောက်လိုပြုံးပြီးလူရှောင်းကိုမော့ကြည့်လိုက်တယ်ဒါပေမဲ့သူမြင်လိုက်ရတာကတွေးမရှိတယ်လို့ထိထုတ်ပြီးတက်ဝိညာဉ်မရှိတော့တဲ့လူရှောင်းရဲ့မျက်နှာပဲရှောင်းအကိုဘာဖြစ်လို့လဲကြည့်အောင်ဟောင်းကထပ်ပြီးနှိမ့်ဆက်လိုက်ပြန်ပြီးလားတဲ့လူရှောင်းကသူ့ကိုစိုက်ကြည့်နေမိတယ်လူရန်ရဲ့မျက်လုံးထဲမှာအထင်သားပေါ်နေတဲ့ပိုင်ဆိုင်လူစိတ်တွေကိုမြင်လိုက်ရတဲ့အခါသူမှတ်မိခဲ့တဲ့ဖြူစင်တဲ့မိန်းကလေးမဟုတ်တော့ဘူးဆိုတာကိုပထမဆုံးအကြိမ်ခံစားလိုက်ရတာပေါ့လူရှောင်းချင်းကပစ္စည်းပြပွဲမှာဖြစ်ခဲ့တဲ့ညကိုတလုံးမကြံလူရန်ကိုပြောပြလိုက်တော့လူရန်ရဲ့မျက်နှာပေါ်ကဝမ်းသာရည်တွေဟာတဖြည်းဖြည်းတက်ကွယ်သွားပြီးအံ့ဩတုန်လှုပ်မှုတွေအယုံကြည်မရှိမှုတွေနဲ့နောက်ဆုံးမှာတော့ထိမနိုင်သိမရဒေါသတွေအစားထိုးဝင်ရောက်လာတော့တာပဲသူဘလို့တောင်တက်တိရှိတာလဲသူကရှောင်းအကိုစီကရတဲ့ငွေတွေကိုတုံးပြီးသူ့နာမည်ကောင်းအောင်လုပ်သွားတယ်ပေါ့လေကျမတို့ကိုလူပြက်လိုလုပ်သွားတာပဲရှောင်းအကိုကလည်းဘာလို့ငြိမ်ခံနေရတာလဲအဲ့ဒီတုန်းကထားပြီးထားတင်တာပေါ့တဲ့လူရှောင်းဟာလူရန်ကိုမယုံနိုင်တယ်လို့စိုက်ကြည့်နေမိတယ်သူကနှွေးထွေးတဲ့နှစ်သိမ့်မှုကိုမျှော်လင့်ခဲ့ပေမဲ့ရရှိလိုက်တာကတော့အဖြစ်တင်ဝေဖန်မှုတွေကြီးပဲမဟုတ်လားတားမယ်ဟုတ်လားငါကဘလို့အစ်စ်နဲ့သွားတားရမှာလဲအဲ့ဒါသူပစ္စည်းသူ့ငွေပဲသူကြိုက်တယ်လို့လုပ်ပိုင်ခွင့်ရှိတယ်ဒီနေ့ကတမျိုးလုံးကလူကုန်ထန်တွေရှိမှအယူတယောက်လိုအကစားခံခဲ့ရတာမလုံလောက်သေးဘူးလားမင်းစိတ်ပူတာကဒီလက်ဖက်ရည်အိုးနဲ့မင်းရဲ့မျက်နှာတစ်ခုတည်းပဲလားလို့လူရှောင်းကပထမဆုံးအကြိမ်အတန်မမာနဲ့ပြောလိုက်တယ်လူရန်လည်းကြောင်သွားတာပေါ့အမြဲအလိုလိုက်ခဲ့တဲ့လူရှောင်းချင်းကဒီလိုပြောလာနိုင်မယ်လို့သူမှမထင်ထားခဲ့ဘူးလေလူရန်ကကျမကရှောင်းအကူစီကလက်ဆောင်လေးပဲလုပ်ချင်ခဲ့တာပါအောင်ဟွာမမကအရန်ရုံမှလုံးလို့ပါလို့မျက်ရည်ဆက်လက်နဲ့ထုံးစံအတိုင်းမာယာသုံးပြီးပြောနေပေမဲ့လူရှောင်းချင်းရဲ့ရင်ထဲကနှွေးထွေးမှုတွေကတော့လုံးဝအေးဆက်သွားခဲ့ပြီစစ်တင်နာပတိကျုပ်အိမ်တော်မှာပူဆွေးတော့ကရောက်နေချိန်မှာတော့ကြည်မတ်ကြီးအိမ်တော်ကညချမ်းကတိတ်ကိုအေးချမ်းနေတယ်ကျမနဲ့အဖေကအေးလူလူပဲစစ်တူရင်ကစားနေကြတယ်ဖေကအမဲရောင်နဲ့ရုပ်ကိုကင်ထားရင်းကျမကိုကြည့်ပြီးပြောတယ်ပစ္စည်းပြပွဲကိစ္စကိုသမီးတကယ်ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲစုပ်တလုံးနဲ့တိုက်စစ်စင်တယ်လူရှောင်းချင်းရဲ့ငွေကိုတုံးပြီးကိုယ့်ရဲ့နာမည်ကောင်းကိုဝယ်ယူတယ်တကယ်ကိုပန်းနဲ့တဲ့ကစားကွက်ပဲဒါဟာလူရှောင်းကိုအရှက်ရစေရုံနဲ့မကဘူးစစ်တင်နာပတိချုပ်အိမ်တော်ကိုပါတိတ်ခါချဆင်းသွားစေတာတဲ့သမီးကအဖေစီကပညာလေးတွေကိုနည်းနည်းပါးပါးယူသုံးလိုက်ရုံပါပဲသူတစ်ပါးရဲ့တနာမှုကိုအားကိုးပြီးထိုင်ဆောင်နေတာထက်အဲ့ဒီတနာမှုကိုကိုယ့်အတွက်တကယ်ကုန်တဲ့အဖြစ်ပြောင်းလဲပြလိုက်တာကပိုပြီးထိရောက်တယ်မလားလူရှောင်းကသူ့ရဲ့အချစ်တွေနဲ့တမျိုးလုံးရှိမှအဆက်ကွဲခံဝင်နေဆိုရင်လည်းသမီးကသူ့အတွက်စက်ခုံကောင်းစားကြီးခင်းပေးလိုက်ရုံပေါ့သူကချင်တဲ့လောက်ကပါစေလို့ကျမပြောလိုက်တော့အဖေကသူ့မုတ်စိတ်ကိုတရင်ရင်မောလိုက်တယ်သမီးကြီးပြင်းလာပြီးပဲနောက်သမီးလှုပ်ချင်တာကိုရဲရဲတာလို့ပါပဲဖြစ်ဖြစ်အဖေတယောက်လုံးရှိတယ်တဲ့နောက်တနေ့မနက်မှာပဲနန်းတော်ကနေအေဂရဲမင်းရဲ့အထိန်တော်ကြီးရောက်လာခဲ့တယ်ရွှေရောင်ကိုထင်နဲ့အုပ်ထားတဲ့အေဂရဲရဲ့အမိတ်တော်ကိုဖတ်ကြားလိုက်တဲ့အခါတအိမ်တော်လုံးတိတ်ဆိတ်သွားတော့တယ်အမတ်ချုပ်ကြီးကြည်ဟုံရဲ့သမီးကြည်အောင်ဟွမ်ဟာကိုကျင့်တရားကောင်းမွန်ခြင်းစီကံရှိခြင်းနဲ့မိသားစုအခက်အခဲကြုံရခြင်းမှာတော့စိတ်တက်မကြပဲမိမိပိုင်ဆိုင်တဲ့များကိုစစ်တီတော်မိသားစုတွေအတွက်လူတန်းခဲ့ခြင်းကြောင့်အဟဲဆိုတဲ့ဖွဲ့အမည်နဲ့နေသားသူကောင်းမလေးဖြစ်ချီးမြှင့်လိုက်ပြီးတဲ့အမိတ်တော်ကိုကြားရတဲ့အခါလူတိုင်းမြင်တတ်ကုန်ကြတယ်နေသားသူကောင်းမလေးဆိုတာဟာယာတုကုန်ရှင်ရှိတဲ့မင်းမျိုးမင်းနွယ်ဖွဲ့သူပဲလေအိမ်တော်မပြရသေးတဲ့အထူးသဖြင့်မင်္ဂလာပြတ်ထားတဲ့မိန်းကလေးတယောက်အတွက်တော့ဒါဟာကောင်းကင်ဘုံကပေးတဲ့ဂုဏ်သိက္ခာပဲအခုဆိုကျမဟာအမတ်ချုပ်ကြီးရဲ့တနည်းတင်မကတော့ဘူးနန်းတွင်းကအတိမတ်ပြုထားတဲ့သူကောင်းမလေးတယောက်ဖြစ်သွားပြီအေဂရက်ကကျမဘက်ကရက်တီပေးလိုက်ခြင်းအဖြစ်ဘိုးချုပ်လူအိမ်တော်ရဲ့ပေါက်ကိုအပြတ်တက်ရိုက်လိုက်တာပါပဲကျမဖွဲ့တဲ့ဟာတမျိုးလုံးကိုတောမီလို့ပြန့်နှံ့သွားတယ်
ကျမဟာတနာစရာကောင်းတဲ့စုပ်ပစ်ခံတို့သမီးမဟုတ်တော့ပဲတိုင်းပြည်ကလေးစားရတဲ့အမျိုးသမီးဆန်ပြတယောက်ဖြစ်သွားခဲ့ပြီလေတမျိုးလုံးကကျမရဲ့ဖွဲတဲ့စိတ်အကြောင်းချီးကျူးပြောဆိုနေကြချိန်မှာစစ်တေနာပတိချုပ်အိမ်တော်စီကိုတော့တိတ်တဆိတ်နဲ့အေးဆက်တဲ့အမိန့်တော်တစ်ခုရောက်ရှိလာခဲ့တယ်လူဆောင်ချင်းဟာစစ်မှုထမ်းခဲ့တဲ့အောင်မြင်မှုတွေရှိပေမဲ့မကြသေးမီကပြုမှုပုံတွေဟာမိုင်မဲလုံးပြီးကိုကျစ်တရားပြပြကမိသားစုကိုမငြိမ်းချမ်းအောင်လုပ်ဆောင်ခဲ့တယ်ဒါဟာငါကိုတော်ရဲ့မျှော်လင့်ချက်တွေကိုစော်ကားလိုက်တာပဲဒါကြောင့်ဒီနေ့ကစပြီးလူဆောင်ကိုမြောက်ပိုင်းတမတော်ဒုတိယစစ်တေနာပတိရာလူကနေထုတ်ပယ်လိုက်ပြီးလာတာတစ်နှစ်စာဖြစ်တော့ပြီးအိမ်တွင်းအပိတ်ခံက3လတိုင်တိုင်တောင်တရာစဉ်းစားစေတဲ့လူဆောင်ဟာဝိညာဉ်မရှိတဲ့တောက်ရုပ်တရုပ်လိုတောက်တောက်ကြီးဖြစ်သွားခဲ့တယ်ငယ်စဉ်ကလေးကစစ်တပ်ထဲမှာအပင်ပန်းခံခဲ့တာတွေအသက်နဲ့လဲပြီးရခဲ့တဲ့စစ်အောင်မြင်မှုတွေမျိုးရုပ်ကုံကိုမြင့်တင်မယ်ဆိုတဲ့ကတိတွေဒါတွေအားလုံးဟာသူ့ရဲ့မိုင်မဲတဲ့အချစ်မာယာကြောင့်ဖျားဖြစ်ပြောင်းလဲသွားခဲ့ပြီးစစ်တေနာပတိချုပ်ကြီးကတက်ပြင်းချရင်ပြောတယ်ဒီနေ့ကစပြီးမင်းဟာစစ်ဗိုလ်ချုပ်မဟုတ်တော့ဘူးယာတုမရှိတဲ့တာမန်လူတယောက်ပဲဒါပါကိုဆိုလိုတာလဲဆိုတာမင်းသိရင်လားတဲ့လူဆောင်ချင်းကတော့ကောင်းကိုချမ်းပြင်းနဲ့ထိအောင်ဥချရင်ဘာမှပြန်မပြောနိုင်ခဲ့ဘူးအဖေဖြစ်သူကတော့စစ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ပြီးဘိုးဘွားဆင်ရှိမှာလူဆောင်တယောက်ထဲကျန်ရစ်ခဲ့တယ်သူ့မျက်လုံးထဲကနေပထမဆုံးအကြိမ်နောက်တစ်မျက်ရည်တွေစီးကျလာခဲ့တယ်နောက်သမီးကိုယူခြင်းရင်နောက်ဘဝမှာလာခဲ့ဆိုတဲ့အမတ်ချုပ်ကြီးရဲ့စကားဟာဒေါသကြောင့်ပြောတာမဟုတ်ပဲသူ့ရဲ့ညီကုန်းကိုကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့စကားဆိုတာသူအခုမှနားလည်သွားတော့တယ်ဒီမှာကြည်အောင်ဟန်ကတော့အဟန်နဲ့စားသူကောင်းမလေးဆိုတဲ့ခုံပုံးနဲ့အတူဘဝတစ်ခုကိုစတင်လိုက်ပြီလေဝဲတစိတ်ချင်းချင်းခံရပြီး3ရက်ကြာမှာပဲနန်းတွင်းကနေနေစားသူကောင်းမလေးရဲ့တရားဝင်ဝတ်စုံနဲ့အဟန်လို့ဖိထားတဲ့အဖိုးတန်ကြောက်စိတ်ကစိတ်တုံးကိုပို့ပေးလာတယ်အဖေကတော့ဂုံယူဝင်းကြွားစွာနဲ့ကြည်နေခဲ့တာပေါ့ဒီဝတ်စုံဟာတာမန်မိန်းကလေးတယောက်ရဲ့အလှဆင်ဝတ်စုံမဟုတ်ပဲကျမကိုယ်တိုင်လောင်းကြီးထပ်ပြီးတိုက်ယူခဲ့ရတဲ့ချက်ဝတ်တစားပဲလေအခုဆိုရင်ကျမဟာတော်ဝင်မျိုးနွယ်ဝင်တယောက်လိုခွင့်ရရှိသွားပြီဖြစ်လို့ကိုပြီးတော့တောင်တတိထားနေထိုင်ရအောင်လေလို့အဖေကမှကြားခဲ့တယ်။အဲ့မှာတော့လူဆောင်ချင်းဟာဘိုးဘွားဆင်ရှင်မှာဒူးထောက်နေတော့တယ်။အိမ်ကနေကြားနေရတဲ့အဟဲသူကောင်းမလေးဆိုတဲ့ချီကျူးတန်တွေကသူ့ဘောက်ကိုရမ်းနေတယ်လို့ပဲ။သူထင်ခဲ့တာကကြည်အောင်ဟန်ဟာယောက်ျားတယောက်ကိုပဲအားကိုးတက်တဲ့အားနွယ်တဲ့မိန်းမတယောက်ပေါ့။ဒါပေမဲ့သူမှားသွားပြီ။ကြည်အောင်ဟန်ဟာတခြားသူကိုမိတွေ့ရမယ့်နွယ်ပင်မဟုတ်ပဲ၆ကမ်းမပုံမှာတော့မန်ရှိရှိပွင့်လန်းနိုင်တဲ့စီမင်းပန်းပဲလေ။စစ်တေနာပတိချုပ်အိမ်တော်ရဲ့စောင်းရတီဟာပိုပြီးအေးဆက်လာတယ်။လူဆောင်ချင်းရဲ့အမေဟာတားဖြစ်သူရဲ့အနာဂတ်ပျက်စီးသွားတာကိုအင်မဆိုင်နိုင်ပဲအဲ့ရတဲ့လဲသွားတော့တယ်။အရင်ကလူလူရန်ကိုသဘောကျခဲ့တဲ့ညတွေတောက်ွယ်သွားပြီးကြည်အောင်ဟန်ကပဲရုံမာတာငါတို့မျက်စိကန်းခဲ့တာဆိုပြီးတတွတ်ရေရွတ်နေတော့တာပေါ့လူလူရန်လည်းအခြေအနေမကောင်းတော့ဘူးအစီခံတွေကတော့သူ့ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ကြတယ်သူဟာအိမ်တော်ရဲ့တခင်မလေးဖြစ်တော့မဲ့အခြေအနေကနေအနေဆုံးအစီခံထက်တောင်အရှက်ရစရာကောင်းတဲ့အခြေအနေကိုရောက်သွားခဲ့ပြီးတရက်မှာတော့ဒေါသထွက်နေတဲ့လူဆောင်ချင်းအမေနဲ့လူလူရန်တို့ဘိုးဘွားဆင်ရှင်မှာရန်ဖြစ်ကြတော့တာပဲလူဆောင်အမေကနေ့လိုမင်္ဂလာမရှိတဲ့မိန်းမကြောင့်ငါသားဘဝပြည့်ရတာလို့ဆဲဆိုတော့လူလူရန်ကလည်းမခံတော့ပဲပြန်អော်တော့တယ်အရင်ကကြည်အောင်ဟန်ကိုအိမ်ထဲမဝင်စေချင်တာဘာတူလဲကျမကိုသဘောကျတယ်ဆိုတာဘာတူလဲအခုရှောင်းအကူဒုက္ခရောက်တော့မှအားလုံးကိုကျမကောင်းပုံချတာမလွန်လုံးဘူးလားတဲ့လူဆောင်ချင်းအမေကသူ့ကိုအိမ်ပေါ်ကဆင်းခိုင်းတော့လူလူရန်ကအေးဆက်ဆက်နဲ့ရေပြီးကျမဘာလို့ဆင်းရမှာလဲကျမကရှောင်းအကူရဲ့မိန်းမဖြစ်နေပြီလေကျမပိုက်ထဲမှာလည်းလူမိသားစုရဲ့တွေးသားရှိနေပြီလို့ပြောလိုက်တယ်အဲ့ဒီစကားကလူဆောင်အမေကိုစွန့်သွားစေခဲ့တယ်လို့အိမ်ထဲမှာတူးထောင်နေတဲ့လူဆောင်ချင်းကိုလည်းတွေးအံမတက်ခံစားလိုက်ရစေတယ်လူလူရန်ဟာသူ့ပိုက်ထဲကမတေချာတဲ့ကိုဝင်ကိုအတုံးချပြီးချင်းချောက်နေတာကိုမြင်လိုက်ရတဲ့အခါလူဆောင်တယောက်မခံစားနိုင်တော့ပဲတွေးတွေအထုတ်လိုက်ရတော့တယ်တကယ်ကိုရွှေရှာခွဲကောင်းတဲ့စသိမ်းပါပဲအရင်ကသူထင်ခဲ့တဲ့ဖြူစင်တဲ့လက်ပြဝန်းလေးဟာတကယ်တော့မာယာတွေနဲ့ပြည့်နေတဲ့မိမရုပ်တယောက်ပဲဆိုတာလူဆောင်သိသွားခဲ့ပြီသူကအိမ်တော်ထိန်ကိုအမိတ်ပေးလိုက်တယ်ဒီနေ့ကစပြီးလူလူရန်ကိုဘိုးဘွားဆင်ရှိခြေတလန်းတောင်အဝင်မခံနဲ့တော့ငါလူဆောင်ချင်းတဲ့သူဟာဒီဘဝမှာဘာပတ်သက်မှုမှမရှိတော့ဘူးလို့ပြောလိုက်တယ်လူဆောင်ရဲ့ပြတ်သားတဲ့စကားကြောင့်လူလူရန်တယောက်အားကိုးရမဲ့သွားပြီးကြောက်လန့်တကြားဖြစ်သွားတော့တာပေါ့လူဆောင်ချင်းရဲ့အမေကလည်းလူလူရန်ရဲ့ကိုဝင်တဲ့ကြောင့်လန့်သွားပေမဲ့တားဖြစ်သူရဲ့ယုံရှာမှုကိုမြင်တော့ချက်ချင်းသတိဝင်လာတယ်ဒီလိုလိန်ညာပြီးမိသားစုကုံကိုဖျက်ဆီးတဲ့မိမကိုနောက်ဖေးကထင်းတိုက်ထဲမှာတော့ပိတ်ထားလိုက်ငါအမိတ်မပါပဲထမင်းတလုံးရေတစ်ဆက်တောင်မပေးနဲ့တဲ့ဒီသတင်းတွေကျမနားနဲ့ရောက်လာပေမဲ့ကျမကတော့ကလေးတွေရဲ့စာဖတ်တန်တွေကိုနားထောင်ရင်ပြုံးယုံပဲပြုံးလိုက်တယ်သူတို့ရဲ့အချစ်တွေအမုန်းတွေဟာကျမအတွက်တော့အတိတ်ဘဝကကိစ္စတွေလိုပါပဲကျမကပုံမြင့်တဲ့နေရာကိုတက်လန်းနေပြီမို့သူတို့ဟာကျမရဲ့တိုင်ပတ်မဟုတ်တော့ဘူးလေကျမရဲ့တိုင်ပတ်ကတော့ကျမပိုင်တဲ့နယ်မြေကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နေခြင်းပါကျမရဲ့ဂုဏ်သတင်းဟာသဘောကောင်းယုံတင်မကပဲလက်တွေ့ကျကျကူညီတတ်တဲ့အဟဲသူကောင်းမလေးဖြစ်တစ်မျိုးလုံးမှာကြော်ကြားသွားခဲ့ပြီ